ဘာလို့ဒီဂျိုင်းမောက်ဖောက်ထားခဲ့တဲ့ဒီဘက်ရှေ့ဂျိုင်းရှိမယ်နောက်ဂျိုင်းရှိမယ်အဲ့ဒါကိုမှတိုင်းပြရမှာတိုင်းတဲ့ခါကျရင်ပီဝေးလိုလေးခွေပြီးတော့တိုင်းလိုက်နော်ဒီထိတ်ကနေစပြီးဒီကိုခွေပြီးတိုင်းဒါဆိုရင် तू ကခုဒီရှေ့ကိုရတာပါလေဘာလို့လဲဆိုတော့ 23ရတယ်ရှေ့ကျ23ရဟာပဲပေါ့နော်23ဒါဆိုဒီနောက်ချမ်းဘယ်လောက်ရလဲတစ်ချက်ကြည့်နောက်ချမ်းကျတော့21ခွဲရတယ်21ခွဲ तू ကရှေ့ကျ23နောက်ချမ်း21ခွဲနှစ်ခုပေါင်းတော့24ဟောဘူး44ခွဲနော်44ခွဲဆိုဥမာထားရပါမလို့လူချင်တာ40ပဲလူချင်တာဒီမှာရတာ44ခွဲဆိုတော့ဘယ်လောက်ပို့သွား2ခွဲလောက်ပို့သွားရောနော်အဲ့ဆိုရင်ပို့သွားတဲ့ဥစ္စာကိုမှဒီပို့တဝက်စီဒီရှေ့ကိုပို့ပြရမယ်ဒီမှာ2ခွဲပို့ခဲ့တယ်တချို့ကကြောင့်3ပို့ခဲ့တာရှိတယ်ဒီနှစ်ခုတိုင်းလိုက်လို့ပတ်တန်ချိုင်းက44ဥမာကိုရဲချိုင်းက39ဆိုရင်သူက3လောက်ပို့တာမျိုးရှိတတ်တယ်အဲ့လိုမျိုး3ပို့တယ်ဆိုမှတော့အရှေ့1ခွဲအနောက်1ခွဲပြန်တင်ပေးရမှာဒါဆိုကိုကမှ2ခွဲပို့ခဲ့တာဆိုတော့ဒီကနေဒီကိုမြင်းဖြောင်းလေးတာဒီမှာလည်းအဲ့လိုပဲမြင်းဖြောင်းလေးပြန်တာပြီးတော့2ခွဲပို့တာဆိုတော့တဝက်စီဝက်ရင်1 2စိတ်ခွဲအဲ့ဆိုရင်ဒီဘောမဟုတ်1 2စိတ်ခွဲစီပြန်တက်ဒီမှာလည်းမဟုတ်1 2စိတ်ခွဲစီပြန်တက်တဲ့နေရာမှာဘာပြန်လုပ်ရမလဲဆိုတော့ဂျိုင်းမောက်ပြန်ဖောက်ပြီးအဲ့ဆိုဒီဂျိုင်းကိုပြန်တိုင်းဒီဂျိုင်းလေးဂျိုင်းမောက်ပြန်ဖောက်ပါတော့နော်ဒီလိုလေးပြီးရင်ဒီမှာဒီနေရာအမှတ်လေးနဲ့ဒီနေရာအမှတ်လေးနဲ့ကိုပေကွေးလေးနဲ့ပြပြလေးဖြည့်ပြီးသူကဘေးလေးတွေကကျတော့အဖြောင်ကြီးမနေဘူးလူတွေကလေပြပြလေးဟိုမြင်းကွေးလေးရှိရောလေနော်ဟိုမြင်းပြပြလေးပဲဖြည့်ပြီးအရင်လဲ white ဆရာမလို့နော်ပြီးဒီဘက်ချမ်းဒီဘက်မှာတင်ထားတဲ့မြင်းကိုလည်းဂျိုင်းဆွဲလို့ကောင်းအောင်တော့မြင်းဖြောင်လေးအရင်ပြန်တားပြီးတားတဲ့မြင်းကနေမှဒါလေးကိုဂျိုင်းမောက်ပြန်ဖောက်လိုလေးပေါ့နော်သူ့မှာကျတော့ဘာလုပ်ပြရမလဲဆိုရင်ဒီရှေ့ထောက်လေးကိုတိုင်းလိုက်ဒီရှေ့ထောက်လေးကိုခောက်လိုက်ခောက်ပြီးတော့ညီမတို့ဒီမှာရင်ဆွဲတာ24ဆိုရင်ငါတို့ဒီမှာ24ရှိရလားပြန်တိုင်းကြည့်တယ်ရှေ့ရင်က24ဆိုဒါဆို24မရှိဘူး24ကအပြင်ကိုကြော်နေပေါ့နော်ဒါဆို24အဲ့ဒီ24အမှတ်လေးနဲ့ခါလေးနဲ့ကိုပီကူးလေးနဲ့ဖြည့်ပြီးဆက်ပင်ရတယ်ဒါမျိုးပေါ့ဒါဆိုရင်ဒါဂျိုင်းမောက်ဖောက်လို့ပြီးသွားတယ်အဲ့ဆိုဒီဂျိုင်းအောင်မတို့ဒီချိန်ပြီးသားဂျိုင်းအောင်မပြန်တိုင်းမယ်ပြန်တိုင်းတဲ့ခါကျတော့ဒီထိတ်ကနေပြီးတော့ဒီရှေ့ဂျိုင်းကိုဘယ်လောက်ပြန်ရလဲတိုင်းနေဒါဆိုရှေ့ကျန်းက22ရပါတယ်နော်ရှေ့ကျန်းကျန်းက22အဲ့ဒါနောက်ကျန်းကျန်းကဘယ်လောက်ရလဲတစ်ချက်ကြည့်လိုက်အဲ့ဒါနောက်ကျန်းကျန်းကကျတော့20ရတယ်ဒီဆိုရင်နားလေးနဲ့ပြန်တိုင်းလာမယ်နောက်ကျန်းကျတော့20ရတယ်ရှေ့ကျန်းကျန်းကကျတော့22ဟုတ်တယ်ရှင်းကြကြ22အဲ့ဆိုရင်22ဆိုတော့ဘယ်လောက်ဖြစ်သွားလဲဆိုတော့42ဖြစ်သွားပြီမတို့လိုချင်တာ40လိုချင်တာဟုတ်တယ်မလားဒါဆိုမရသေးဘူးအဲ့ဆိုမအောင်နောက်ထပ် 0.5 စီတော့ထပ်တင်ပြီးအောင်ဘာလို့ဆိုတော့2ပိုနေသေးရအောင်1လောက်စီပြန်ပိုပြီးအောင်ဒီဘက်ကိုဒီ1ပြန်တက်ပြီးတော့မှတစ်ခါပြန်ညှိပြီးသူကဂျိုင်းရကြောက်ကောင်လိုချင်တဲ့ဂျိုင်းရတဲ့အထိကိုပြန်ညှိပေးရမှာမျိုးပေါ့နော်ဒီလေးပေါ့ဂျိုင်းလေးကိုပြန်ညှိပြီးဒီလေးဒီဘက်ချမ်းနဲ့ပြန်ညှိလိုက်အဲ့ဆိုဒီဂျိုင်းမှာပြီးတော့မှပြန်တိုင်းလိုက်အဲ့ဆို19ပေါ့နောက်ချမ်း19ရမယ်ရှေ့ချမ်းကျတော့ဘယ်လောက်ရအောင်မလဲဆိုရင်ရှေ့ချမ်းကျတော့21ခွဲပေါ့21ခွဲရှေ့ချမ်း21ခွဲနောက်ချမ်းက19ဆိုတော့နှစ်ခုပေါင်းတော့40ခွဲအဲ့ဆိုမ0.5လောက်ကတော့ပို့နေမှာမညှိတော့အဲ့ဆိုဒီရခဲ့တဲ့ဒီနောက်ချမ်းရခဲ့တဲ့19နဲ့ရှေ့ချမ်းရခဲ့တဲ့21ခွဲနဲ့ကိုလက်ဆွဲမယ်နော်လက်ဆွဲပြမယ်လက်ကဒီမှာလောဆယ်မှာလက်ကအတူလေးပဲဆွဲပြမယ်နော်လက်ဆွဲချင်ရင်မြင်းဖြောင်းတစ်ကြောင်တာလက်တူပဲဖြစ်လက်ရှည်ရဖြစ်ပါနော်လက်ရှည်ဆွဲမယ်ဆိုရင်တော့ဒီလိုမြင်းတစ်ခုကနေမှအရှည်ဆွဲထားတစ်ခါလေနောက်ခုမှလက်တူလေးပဲအရင်တင်လိုက်မယ်နော်လက်တူမှာလက်တိုင်ထားပြရမယ်လက်တိုင်ကဘယ်လောက်ထားပြရမလဲဆိုရင်လက်တိုင်17ဆိုလို့ရှိရင်ပွဲတဲ့အခုဒီရင်80မခုတင်ပေးထားရင်86ကိုတင်ပေးထားတယ်နော်ပြရနော်ရင်86သမားကြီးဆိုရင်လက်တိုင်17လောက်တက်ပြီးလို့ရှိရင်ပွဲတက်လက်တော့ရတယ်ဒါပေမဲ့ဝေးရတာနည်းနည်းလေးတော့ကြက်တယ်ကွာဒီလိုနည်းနည်းဟိုစမတ်တော့ကြတယ်နည်းနည်းတုတ်ကြတယ်ဒါဆိုကိုကတက်ဖြစ်ချင်လို့ရှိရင်10ခွဲတို့10တို့ထားလို့ရတယ်လက်တိုင်ကဒါပေမဲ့အခုဒီမှာတော့မှလက်တိုင်17နဲ့ပဲလောဆယ်တည့်အောင်ပါနော်နောက်ထပ်ကြရင်တော့လက်တိုင်ဘယ်လောက်နဲ့ဆွဲပြီးဆိုတာလေးမှတစ်ခါပြောရမယ်ဒါဆိုရင်ဒီဘက်ချမ်းကိုမှနောက်ချမ်းလို့ပေးလိုက်မယ်ဒီဘက်ချမ်းကိုရှေ့ချမ်းလို့ပေးလိုက်မယ်ရှေ့ချမ်းမှာဆွမ်းနာရှေ့ချမ်းချမ်းကိုတိုင်းလိုက်တာ21ခွဲရတယ်နောက်ချမ်းချမ်းကိုတိုင်းလိုက်တာ19ရတယ်အဲ့ဆိုအဲ့ဒီ21ခွဲဆိုရင်မတော့ဘယ်လောက်1ပြန်နှုတ်ပြီးသူကလည်း1ပြန်နှုတ်ပေးရအောင်ဘာလို့နှုတ်ပေးရလဲဆိုရင်မတော့ဒီမှာအဆောင်ဆွဲမှာမဟုတ်လို့ဒီမြင်းလေးကလေဒီမှာ21ခွဲကို1ဆွဲတယ်1နှုတ်တယ်ဆိုရင်20ခွဲကြံမယ်ပေါ့ဟုတ်ဆိုရင်နော်မမြင်းလေးရှိရှိလေးတားလာဒီလိုပေါ့အဲ့တော့21ခွဲကို1နှုတ်တော့
20ခွဲဒါဆိုမှတော့ဒီလိုအဆောင်လေးဒီထိတ်ကနေပြီးတော့ဒီထိတ်ကို20ခွဲမြင်းတစ်ခုနဲ့ဆက်ပြီးအောင်ဘာလို့ဝမ်းနှုတ်ရတာလဲဆိုရင်မတို့လက်တိုင်ကကြတော့ဒီလိုလက်ကဒီလိုရှိရမလားမတို့ဒီမှာဒါလက်တိုင်ဆိုရင်လက်ကဒီလို white ပြီးဒီလိုလေးဂျိုင်းကြီးကဆွဲမှာဒီဘက်လည်း white ပြီးတော့ဂျိုင်းကြီးကဆွဲတာဆွဲတော့ဒီမြင်းဖြောင်းနဲ့မြင်းကွေးနဲ့ဆိုမြင်းကွေးကပို့ရှိတယ်အဲ့တော့ကိုကစဆွဲကြတဲ့ကဒီ21ခွဲကိုမှတ်နှုတ်ဖဲနဲ့ဆွဲခဲ့မယ်ဆိုရင်မြင်းကွေးလဲဆွဲလိုက်တော့ဒီလက်တိုင်ကြီးရဲ့မြင်းကပို့ရှိပြီးတော့လက်တွေမှာလေကိုယ်တွေနဲ့တွဲတဲ့ခါကျရင်လက်ကပို့ရှိသွားတာတော့ဖြစ်တတ်တယ်အဲ့အကြောင်းမှတခါတည်းဝမ်းစီးရန်အရင်နှုတ်တာနှုတ်ပြီးတော့မှဒီလက်တိုင်ကိုဆွဲမှာအဲ့ဒါပို့အဆင်ပြေပြီးရင်ဒီဘက်ချမ်းလည်းအဲ့တိုင်းပဲဒီမှာ19ဆိုရင်တဝက်နှုတ်တော့18အဲ့ဆိုဒီလက်တိုင်1စီကနှုတ်ပြီးတော့မှဆိုရင်ဒီလက်ကလေးပြန်ချိန်ကြတာမလို့ကိုယ်တွေနဲ့လုံးဝကွက်တိပြန်ကြဒါဆိုဒီလက်တိုင်နောက်ချမ်းကိုကြတော့မဟုတ်3ပုံပုံပဲလက်တိုင်က3ပုံပုံလက်က3ပုံပုံနော်လက်3ပုံပုံအဲ့ဆိုရှေ့ချမ်းကိုမဟုတ်4ပုံပုံပဲ20ကို4ပုံပုံနော်20ခွဲကို4ပုံပုံနော်20ခွဲပြီးရင်ငါ30ခွဲဒီဘက်ချမ်းလဲမဟုတ်တဝက်ဝက်ပြီဒါဆိုဒါလက်တိုင်ကရှေ့ချမ်းက4ပုံပုံပဲနောက်ချမ်းကို3ပုံပုံပဲနောက်တစ်ခုဒီ4ပုံပုံထားတဲ့ဒီတဝက်ကနေအောက်ကိုကြောက်မဟုတ် 1.5 အောက်ကိုဆွဲထားပြီဒီဘက်ကိုနော်ဒီတဝက်အမှတ်ကနေ 1.5 အောက်ကိုချထားပြီးရင်တစ်ခုဘာလုပ်ပေးရမလဲဆိုရင်ဒီလက်တိုင်ဒီထိတ်ကနေဒီအပေါ်ကို 1.5 တက်မယ်ဒီလက်တိုင်ဒီအောက်ဆုံးအမှတ်ရဲ့အောက်ကိုကြတော့1စီရန်ဒီလိုလေးမှတ်ထားပြီးဒီက1နော်ဒီက1ဒီက 1.5 ဟုတ်ပြီဒါဆိုရင်ဒီနောက်ချမ်း3ပုံနဲ့ဒီအမှတ်နေရာမှာကျတော့1.2ခွဲဒီပေါ်တက်1.25 နော်မှတ်ပြီးဒီအောက်ဆုံးပုံလေးရဲ့တဝက်နေရာလောက်မှာမဟုတ် 0.5 လောက်လေးသူမြင်တာပြီးထိုင်ရပြီဒါဆိုရင်လက်တိုင်ဆွဲမယ်ဆိုရင်မဟုတ်ဒီရှေ့ကိုလက်က1မှတ်မယ်ဒီကိုလည်းလက်က1မှတ်မယ်အဲ့ဆိုဒီမှတ်တဲ့1ရဲ့ဒီအမှတ်ရဲ့ကို3ခုကိုမဟုတ်အရင်ဆုံးဆက်တဲ့ခါကျရင်ဒီမှာပေကွေးလိုချိန်တာပေကွေးကင်တဲ့ပုံစံလေးတွေလည်းသိချကြည့်ဒီတော့ဒီလိုအကောက်ကွေးလေးကဒီပေါ်မှာထားပြီးကင်တာနော်ဒါဆိုရင်ဒီထိတ်ရဲ့ဒီအမှတ်ရဲ့ကိုအရင်ဆက်မယ်နော်မတော့ကွက်တီလေးဒါလို့ဆက်လူလေးဆက်ဒါဆိုဒီပေါ်ပိုင်းကဒီကိုဆက်ခဲ့ရင်ဒီပေါ်ပိုင်းကလည်းဒီလိုပဲဆက်မယ်1ရဲ့ဒီ1ရဲ့3ခုကိုအရင်ချိန်ပေးလူလေးဆက်နော်ရမှာပြီးရင်ဒီအောက်ခြေကြတော့ဒီလိုလေးဆွဲဒီထိတ်အဖျားအစွန်လေးနဲ့ဒီလေးနဲ့ဆွဲရမှာဒါလက်တာနော်ဒီဘက်ချမ်းကြတော့ဒီနေရာအမှတ်ရဲ့ဒီအမှတ်ရဲ့3ခုကိုပေကွေးလေးဒီဘက်ကိုကွေးပြီးတော့ပြန်ကန်လေးနော်အဲ့ဆိုလက်တိုင်ရပါနော်အဲ့မှာတစ်ခုရှိရလက်ဝကိုကြောလောကယ်မောက်တို့အဖြောင်လေးပဲဆွဲထားဒီမှာလည်းမောက်အဖြောင်လေးပဲဆွဲထားပြီနော်ဒီမှာလည်းအဖြောင်လေးပဲဆွဲထားပြီအဲ့မှာတစ်ခုပဲမောက်လက်တိုင်လေးကိုဒီထဲကို1လောက်ဝင်သိမ်းထားပြီနောက်နေ့မှအင်ကြီးတစ်ထည်တင်ရင်းနဲ့ဒီလက်ဝမှာတွက်ဒီလက်ဝအစားထူတာကိုတင်ပေးမယ်လောဆယ်ဒီ frame လေးကိုအရင်ဆွဲထားပြီနော်ဒါဆိုရင်ဒါလက်တစ်ခုသာပြီးသွားတယ်နော်ရှက်